မင်္ဂလာပါရှင်ဒီဟင်းလေးကတော့ပဇွန်အစုံကျော်ဟင်းလေးပဲဖြစ်ပါတယ်ပြင်ဆင်ထားတဲ့အသီးရွက်ကလေးတွေကိုအရင်ဦးဆုံးစားရည်စိမ်လိုက်ပါမယ်ပြီးရင်ပဇွန်ကိုတန့်စင်ပြီးတော့ရေပြောင်းတဲ့အထိဆေးလိုက်ပါအောင်မယ်နော်ပဇွန်ကိုတော့ရေသိချာလေးဆေးလိုက်ပါတယ်ပဇွန်ထဲကိုတော့ငရုတ်ကျက်သွန်တောင်းစားအနှွေးငယ်ငရုတ်ကောင်းနဲ့တံပရာသီးကိုထည့်ပြီးသိချာလေးနယ်လိုက်ပါမယ်နော်ပြီးရင်တော့ပဇွန်အစုံကျော်ထဲကိုထည့်မဲ့ငရုတ်သီးနနံပင်ကျက်သွန်ခရမ်းကျင်သီးတို့ကိုပြင်ဆင်လိုက်ပါတယ်ရှင်အားလုံးပြီးသွားရင်တော့စီနဲ့ကျက်သွန်ခရမ်းကျင်သီးတို့ကိုအရင်တည်လိုက်ပါမယ်ခရမ်းကျင်သီးကျက်သွန်အိတ်ကမှာပဲပဇွန်ကိုထည့်လိုက်ပါတယ်နော်ပဇွန်ကိုပြီးပေါ်တည်ထားတဲ့ချိန်မှာတီရွက်ကိုတေချာလေးဆေးလိုက်ပါအောင်မယ်ရှင်ပဇွန်လည်းကျက်လာပြီဆိုတော့ဆေးထားတဲ့အသီးရွက်ကိုတစ်ခါတည်းထည့်လိုက်ပါတယ်နော်ငရုတ်သီးရောပါတစ်ပါးတည်းထည့်လိုက်ပါတယ်ဒီလိုနဲ့ပဲအဖုံးအုပ်လိုက်မွေလိုက်နဲ့ကျက်တဲ့ဆင်လေးရောက်သွားပါပြီဒီထဲကိုတော့စားနှင်းငယ်ပဲခတ်လိုက်ပါတယ်ရှင်ပဇွန်ရဲ့ရတာနဲ့အသီးရဲ့ရတာနဲ့အရန်ချိုပြီးတော့စားလို့ကောင်းပါတယ်မင်းမိန်စေမဲ့ဟင်းကောင်းလေးတစ်ခွက်ကိုရလိုက်ပါပြီချက်စားကြည့်ကြပါနော်ကျေးဇူးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်